ဒီခေါင်းပိုင်းနဲ့ကိုယ်ပိုင်းကိုကပ်ပေးမယ်နော်ကပ်မယ်နော်ဆိုရင်ဒီကနေဒီစက်ကနေဒီကလေးတင်ရအောင်တစ်ချက်ရှာလိုက်နော်ရှာပြီးလို့ရှိရင်တစ်ချက်တွဲမယ်ပါပြီနော်ခေါင်းနဲ့ကိုယ်နဲ့ဆက်ပြီးသွားပြီဆိုရင်လက်ပြန်ဆက်နော်လက်ကဒီညာလေးမှာဒီလိုလေးတက်လိုက်မယ်နော်ဒီလိုတက်မယ်ခုနကဆက်တယ်လို့မျိုးပဲခေါင်းနဲ့ကိုယ်နဲ့ဒီလိုဆက်တွားတဲ့ပုံစံမျိုးလေးနေပဲနော်အဲ့လိုဒီလက်နှစ်ဖက်ကိုဒီလိုလေးတက်လိုက်မယ်နော်ဒီမှာတစ်ချက်မှတ်ထားတယ်နော်ချက်မှတ်ဒီမှာလေးဝေးချက်မှတ်ထားတယ်နော်ဒီမှာကကျိုးရှိရှိမဖြတ်ခဲ့တော့ဒီကျိုးအဖြူလေးနဲ့တက်နော်ဒီရလေးရေးစပြမယ်နော်ကိုကဒီလက်နှစ်ဖက်မှာကျတော့ကျိုးအရှိမထားခဲ့ဘူးပေါ့နော်ကျိုးတွေအကုန်သိမ်းခဲ့ရဆိုတော့ဒါလေးကိုဒီလိုချီလေးနဲ့ချုပ်ပြမယ်နော်ဒီလိုချီလေးနဲ့ဒါကိုတနေရာကနေဝင်ပေးလိုက်နော်တနေရာနဲ့ဝင်ပြီးတော့ဒီဘက်နာရောက်တဲ့ထိထောက်ပေးလိုက်ပါဟုတ်နော်ရှင်ရင်ဒီမှာဒီလိုလေးဝင်ပေးမယ်နော်ဒီလိုလေးဝင်နေနော်ဒီလိုလေးဝင်ပြီးတော့ဒီကလေးနော်ကျုံမမြအောင်နော်ဒီလိုဆိုရင်ပြီးရင်ဒီတရားဟာကိုတစ်ချက်ပြန်ယူမယ်တရားတစ်ချက်ပြန်ယူမယ်ပြီးရင်ဒါလေးကိုတမ်းမယ်ဒီလိုလေးနော်ချင်းမြင်ရအောင်နော်ဒီအခြေဖြူလေးနဲ့ဒီဖြူလေးနဲ့ချုပ်သွားတာပြီးလို့ရှိရင်ဒီမှာဒီချာလေးချုပ်ပြီးသွားပြီဆိုရင်ဒီလိုလေးနော်ဒီချာလေးချုပ်ပြီးသွားပြီဆိုရင်ဒီလိုလေးအထဲကိုပြန်မြုပ်ပြီးတော့ဒီထဲကိုပဲပြန်ဝင်မယ်နော်ချုပ်ပြန်ဝင်မယ်ပြီးလို့ရှိရင်ဒီမှာအချက်ပြန်ကြည့်လိုက်မယ်နော်ဒါလေးကိုချင်းမြုပ်လိုက်မယ်အဲ့ဆိုဒီဘက်တစ်ဖက်ပြီးသွားရင်နော်ဒါဆိုရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပဲတက်ပြီးမယ်နော်โอเคတန်းတစ်ဖက်စလုံးပြီးသွားပြီနော်တန်းတစ်ဖက်စလုံးပြီးသွားပြီဆိုတော့အမီလေးပြန်တက်ပြီးမယ်နော်ဒီနောက်မှာဒီခုနထိုးပြခဲ့ပြီနော်အမီလေးကဒီမှာလေးဒီလိုလေးပြန်တက်ပြီးမယ်နော်လက်ကိုတက်တယ်လို့ပဲဒီအမီလေးကိုလည်းကြိုးဖြူလေးနဲ့ပဲပြန်ပြီးမှတက်ပြီးလိုက်ပါဒါဆိုရင်ပူထိုးတာလေးကပြီးသွားပါပြီဒီနားလေးအမီလေးတက်ပြီးသွားပြီနော်ဒါ
ဆိုရင်ပူပူအယုတ်တွေကပြီးသွားပါပြီဒီကော်လန်ထိုးနီးလေးကိုပြန်ပြပေးမယ်နော်ဒီကလေးဒါလေးကအမဲနဲ့ထိုးထားလို့ဆိုတော့လေပန်းရောင်လေးနဲ့ပြန်ထိုးပြမယ်နော်ဒါလေးကော်လန်လေးထိုးပြပေးမယ်နော်ဒီမှာဒီလေပတ်လေးမှာလေပတ်လေးထိုးပြပေးမယ်ဒါဆိုရင်တမအောင်ဆုံးချိန်ကိုခုအရင်တက်မယ်နော်ချိန်ကိုခုအရင်တက်မယ်ချိန်ကိုခု slim တော့လည်းအရင်လုံးမယ်ပြီးလို့ရှိရင်ချိန်ကိုခုတက်မယ်နော်ဒီနေတော့ဘေးဟာချာကွန်ရှေကိုချိန်ကိုခုရပြီနော်ချိန်ကိုခုရပြီဆိုရင်ဒီမှာဒီတစ်ပေါက်လေးကြော်ပြီးတော့တိုင်လက်နဲ့ထုံးမယ်နော်တိုင်လက်ခုတိုင်လက်နှစ်ခုတိုင်လက်သုံးခုတိုင်လက်သုံးခုပြီးသွားပြီဆိုရင်သူက slim knot လေးနှစ်ခုပြင်သွားမယ်နော် slim knot လေးမှာတစ်ခုနှစ်ခုနော် slim knot လေးနှစ်ခုပြောင်းသွားမယ်ပြီးရင်တိုင်လက်သုံးခုပြင်သွားမယ်နော်သုံးပြီးသွားပြီနော်သုံးပြီးသွားပြီဆိုရင်ဒါလေးကဒီဟာလေးရပြီနော်ဒါလေးရပြီနော်ဒီဟာလေးကိုကျိုးရှိလေးဖြတ်ထားလိုက်နော်ဒါလေးကျိုးရှိပြန်ချုပ်ရမှာဆိုတော့ကျိုးရှိလေးဖြတ်ထားမယ်ကျိုးရှိလေးဖြတ်ထားမယ်ဒါလေးဖြတ်ပြီးရင်ဒါလေးကိုမရေးထားမယ်နော်ပြီးလို့ရှိရင်ဒီမှာတိုင်းslim knot ပြန်လုံးမယ်ပြီးရင် chain 28ခုပြန်သွားမယ်နော် chain 28ခု slim knot အရင်လုံးမယ်ပြီးလို့ရှိရင် chain 28ခုသွားမယ်1 2 3 4 5 6 28ရွာလို့ရှိရင်ဒါကိုဖြတ်ထားလိုက်နော်28ပြီးသွားပြီဆိုရင်ဒါလေးထားလိုက်နော်ဒါတူလေပတ်လေးပြီးလို့ရှိရင်ချုပ်မယ်ရုပ်လေးပြီးသွားပြီနော်ဘူဘူရုပ်လေးပြီးသွားပြီအမီလက်သက်ပြီးသွားပြီဆိုရင်နော်ဒီဘူဘူရုပ်လေးပြီးသွားပြီတူအယုတ်လေဘူအယုတ်နဲ့သူကပတ်တန်တူတယ်နော်ပတ်တန်ကတူပဲဒီမျက်လုံးသားမှာပဲကွာရမယ်နော်မျက်လုံးသားမှာပဲကွာရမယ်ဟိုမြင်သုံးထားတဲ့မျက်လုံးက10 mm ရှိရနော်ဒီလိုမျက်လုံးအကြီးကိုလိုလေးချိန်ပေးလိုက်နော်ဒီလောက်ဆိုရင်ဒီလိုထည့်လို့ရတယ်နော်ဒါလေးကိုပြီးတော့ဒီဘက်ကိုဒီလိုထည့်လို့ရတယ်ဆိုရင်ဒီဟာကိုဟိုဒီလိုကော်ချောင်းလေးတွေသုံးပြီးဒီလိုလေးနဲ့ထည့်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေအဲဆိုရင်ဒီမျက်လုံးတတလေးတစ်ချက်ပြပြီးနော်ဒါလေးဒီမှာတက်ပြမယ်နော်ဒီကော်ချောင်းလေးတွေကိုကလေအပူပေးထားရမယ်နော်သူကပူနေအောင်လှုပ်ထားမှာသူကကတ်မှာနော်ပူတခါရဲခလုတ်ဖွင့်ပြီးတခါရဲတုံးလို့ရှိရင်သူကတိတ်မကတ်ဘူးဆိုတော့အရန်ပူရဲ့ဒီထားမှာကတ်ပြီနော်အဲဆိုတော့ပူပြီဆိုရင်ဒီမှာကော်ချောင်းလေးကိုဒီမှာတစ်ချက်နော်ဒီလိုလေးတစ်ချက်တုံးလိုက်မယ်လို့ရှိရင်ဒါလေးကို
လိုလေးတက်လိုက်နော်ဒီအယုတ်ဒီလိုကော်လေးမတုံးချင်ဘူးဒီအနောက်ကသူဒီစွတ်တဲ့အပေါက်ပေါ့နော်ဒီမှာသူ့ရဲ့နောက်ခံလေးရှိတယ်ဒီနောက်ခံလေးနဲ့တက်ချင်တယ်ဆိုလည်းရတယ်ပေါ့နော်ဒီခေါင်းမတက်ခင်မှာဒီမျက်လုံးလေးကိုအရင်တက်လိုက်လို့ရှင်ရတယ်ပေါ့နော်အခုမမေကဒါတွေအကုန်ပြီးသွားတဲ့အချိန်ကျမှဒီဟာလေးတက်ပြပေးချင်လို့ပေါ့နော်ကော်ချောင်းကော်လေးနဲ့တုပ်ပြတာနော်အခုဒီဘက်ချန်ပြန်ကတ်မယ်နော်ဆိုရင်ဒီမှာဒီလိုလေးတစ်ချက်ဒီတော့အရန်ပူနေမှရမယ်နော်ကော်ချောင်းကပြီးရင်ဒါလေးကိုဒီထဲဒါဆိုရင်ဒီကော်ကလေတက်တော့ခံရင်နော်ဒါဆိုရင်ဒီလိုဆိုရသွားပြီဒီလက်တွေဒီခေါင်းတွေဒီနေရွက်တွေဒီဒီမျက်နှာပုံဖော်တာအစားပေါ့နော်ဒါတွေကဒီဘူးအယုံနေတော့ပတ်တန်ကအတူတူပဲနော်လို့ဆိုရင်ဒီခြီတုံးတဲ့ညမှာဒီဘူးခြီအဖြူလေးရနည်းနည်းကြီးတော့သူက site ပုံကြီးသွားလို့ဖြစ်သွားတာနော်တကယ်တော့ပတ်တန်တွေအကုန်လုံးအတူတူပဲနော်အမီလေးထိုးထားတာအစားအကုန်လုံးပတ်တန်ကအတူတူပဲเนาะဒါဆိုရင်ပြီးပါပြီဒီအယုံမျိုးစလုံးရဲချစ်ဖို့ကောင်းပါတယ်ကျေးဇူးများတင်ပါတယ်